တခါတုန်းကတောင်တန်းနားကရွာလေးတစ်ရွာမှာမောင်လဆိုတဲ့လယ်သမားတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူဟာဆင်းရဲပေမဲ့အလုပ်ကိုမပြင်းမလျှော့လုပ်ကင်ပြီးတမာတမတ်ကိုအရေးကြီးဆုံးထားသူဖြစ်ပါတယ်။မနက်တိုင်းနေရောက်မထွက်ခင်လယ်ကွင်းကိုသွားပြီးညနေမိုးချုပ်မှအိမ်ပြန်လာလေးရှိပါတယ်။တနေ့မှလယ်ကွင်းကိုထွန်ရက်နေချိန်မြေထဲကတောက်ပနေတဲ့အရာတစ်ခုကိုတွေးလိုက်ပါတယ်။တူးကြည့်လိုက်တော့ရွှေတုံးလေးတစ်တုံးဖြစ်နေပါတယ်။မောင်လဒီရွှေကိုယူထားလိုက်ရင်ချမ်းသာသွားနိုင်တယ်။ဒါပေမဲ့ငါရဲ့စိတ်ကအေးချမ်းမလား။လို့တွေးနေချိန်မှာပဲအိမ်နီးချင်းကိုဆိုးလာပြီးမောင်လရေဘယ်သူမှမသိဘူးယူထားလိုက်ပါလို့ပြောပါတယ်။မောင်လကပြန်ပြောလိုက်တယ်မဟုတ်ဘူးကိုဆိုးရေမမှန်တဲ့အရာနဲ့ချမ်းသာတာထက်တမာတမတ်နဲ့ဆင်းရဲနေတာကပိုကောင်းတယ်လို့ဖြေလိုက်ပါတယ်။နောက်နေ့မနက်မှာမောင်လကရွှေတုံးကိုယူပြီးရွာကောင်းဆောင်စီသွားပါတယ်။မောင်လဒီရွှေကိုလယ်ကွင်းထဲမှာတွေ့ခဲ့တာပါကျွန်တော်ပိုင်မဟုတ်လို့ပေးအပ်ပါတယ်ရွာကောင်းဆောင်ကပြန်ဖြေလိုက်တယ်မင်းလိုတမတမတ်ရှိတဲ့လူကိုရွာအတွက်ဂုဏ်ယူရပါတယ်ရွာကောင်းဆောင်ကဒီသတင်းကိုနန်းတော်ဘရင်စီတို့အကြောင်းကြားလိုက်ပါတယ်ဒီသတင်းကိုကြားတဲ့ဘရင်ကမောင်လကိုနန်းတော်သို့ခေါ်တယ်ဘရင်ကြီးကပြောတယ်ရွှေထက်တောင်တန်မိုးရှိတာကတမတမတ်ပဲမင်းလိုလူကိုနိုင်ငံကလိုအပ်တယ်ဘရင်ကစုအဖြစ်လယ်မြေစပါးနဲ့အိမ်ငယ်တစ်လုံးပေးအပ်လိုက်ပါတယ်အချိန်ကြာလာတော့မောင်လဟာကိုယ်တိုင်ချမ်းသာလာပြီးရွာသူရွာသားတွေကိုပါကူညီနိုင်တဲ့လူဖြစ်လာခဲ့ပါတယ်ချမ်းသာမှုဆိုတာပတ်စံမဟုတ်ဘူးတမတမတ်နဲ့စိတ်အေးချမ်းမှုပါပဲ